ထိုလန်းနောက်ကအားလုံးရှိခိုးပါ၏ဗျာဗုဒ္ဓဂုံရောင်ဘီလူးရှောင်းကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါသောပါဗုဒ္ဓပဗုဇံတိသရခောဓမ္မသာဝကယေတံဓိဝါစရတောစနေသံဗုဒ္ဓဂတတတိလို့ဒီဒေသနာကိုဘုရားဟောပါဘလို့အကြောင်းပြုဟောသလဲသာဝတိမြို့ကဘုန်းကြီးတို့ထင်းကုတ်သမားရဲ့သားကလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားပါတယ်ထင်းကုတ်သမားရဲ့သားလေးအဖေကမောင်လှအမေကမချောအဖေကဘယ်သူတဲ့အမေကသားလေးကြတော့နှစ်ယောက်စလုံးပါအောင်မှဲ့တယ်မောင်လှချောတဲ့ကလေးလေးပြေကသားလေးနာမည်ဘယ်သူတဲ့တော့မောင်လှချောမောင်လှချောအဖေကဘယ်သူပါလဲမောင်လှအမေကသားလေးကြတော့မိဘနှစ်ပါးနာမည်လေးတွေကောင်းတော့မိဘနှစ်ပါးပါအောင်မှဲ့လိုက်တော့လေကလေးကလှလဲလှချောလဲချောမောင်လှချောလေးဖြစ်မိဘနှစ်ပါးနာမည်ပါအောင်မှဲ့တယ်ဆိုတာအဖေမေနာမည်ကောင်းမှာဟောလေမရကြတော့အဖေကကိုဝက်အမေကမတ်ခွေးသားလေးမှဲ့ရင်ဝက်ခွေးဟာမကြဘူး။နောက်မိဘနှစ်ပါးနာမည်ကောင်းမှာအခုကြည့်မောင်လှချောလေးအဖေလုပ်တဲ့လူကသားကလေးကိုတင်ပေးထားတယ်။ဒါရဲ့လူကလေးလှချောလို့ဆိုတော့စကဗီနာကြမက6နှစ်သားလေးရောက်လာတော့ခလေးကိုငငယ်လေးတွေကတင်လာခဲ့ငါသားဆူစမ်းကွနမောဖေကဆူပေးလိုက်ကလေးကနမောလိုက်ဗုဒ္ဓသာဗုဒ္ဓသာကလေးလေးကလိုက်ငါသားနှစ်ခုပေါင်းဆိုနော်နမောဗုဒ္ဓသာ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 ရပြီဖေဖေဆိုစမ်းသားနမောဗုဒ္ဓသာ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 ရပြီဗျအေးလူလေးဒီအဓိပ္ပာယ်ဖေပြောမယ်နော်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ငါသားဆိုတာကလေဗုဒ္ဓနုတ္တိကမ္မထံလို့ခေါ်တယ်သားရဲ့ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ငါသားနမောဗုဒ္ဓသလို့ဆိုတာလေးကဘာကိုပြောတာလဲငါသားသိပလားဟဲ့သိပါတယ်ခင်ဗျာဘုရားကိုရှိခိုးပါ၏ဘုရားကိုရှိခိုးပါ၏အေးလူလေးရရဲ့လေဒါမင်းနှုတ်ထဲကဘယ်တော့မှထွက်မသွားစီနဲ့နော်ဟုတ်ကဲ့ကလေးလေးအကျင့်ရနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ထမင်းစားတော့လဲဗုဒ္ဓသာရေတောက်တော့လဲနမောဗုဒ္ဓသာမိဘခိုင်းတဲ့အလုံးမှန်သမျှခရီးသွားတော့လဲနမောဗုဒ္ဓသာကလေးချင်းဂုံချင်းထိုးပြီးတော့ကစားကြပြန်တော့လဲနမောဗုဒ္ဓသာအကျင့်လေးရခင်ဗျားတို့သားလေးသမီးလေးတွေအကျင့်လုပ်ပေးပါဒါလောက်ကြံပြီးတော့ထွင်ဟောတဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးတရားနာပိဋကဓမ္မပဒထဲမှာဘုရားဟောထားတဲ့အတိုင်းကြံကန်လာတဲ့ဇတ်ထုတ်လေးလည်းဖြစ်ပါတယ်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏လို့ဒါလေးပါဠိနဲ့ကလေးချင်းခုံချင်းထိုးကစားကြတော့သူကမိစ္ဆာဒိဋ္ဌိသားနဲ့ခုံချင်းထိုးမိစ္ဆာဒိဋ္ဌိသားနဲ့ခုံချင်းထိုးကစားတော့ဂုံရင်ထိုးရင်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဒါလေးဆိုပြီးဂုံရင်ထိုးတော့နိုင်တကူပြိဿရဲ့ဘုကမိစ္ဆာဒိဋ္ဌိသားကိုမိစ္ဆာဒိဋ္ဌိသားကလည်းနမောအရဟံဒါနံ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 
သူကယဟန္တာတွေကိုရှ िख ိုးတယ်သူကယဟန္တာလို့ပဲသူ့ရဲ့ဒိဋ္ဌိတွေကိုသူတို့ကယဟန္တာလို့ဘယ်လိုပဲရှ िख ိုးပေမဲ့လို့နမောဗုဒ္ဓသာခေါ်တဲ့မောင်လှချောလေးကနိုင်ခဲ့သည်ဘေးသားကြီးဘသူကနိုင်တော့အဲ့ဒီလိုနမောဗုဒ္ဓသာနဲ့ရှ िख ိုးပြီးတော့ဂုံရင်းထိုးတာကအစအနိုင်ယူလာခဲ့ကလေးဟောတနေ့တစ်နိုင်ကြတော့အဖေလုံးသူနဲ့တော်ရင်ထင်းခုတ်သွားရင်ကလေးကပါသွားအဖေကထင်းခုတ်သမားကိုလှဲကြီးနဲ့ပါသွားလှဲနဲ့ပါသွားပြီးတော်ရင်ရောက်တဲ့အခါကျတော့ထင်းနေလဲလှဲပေါ်တင်ပြီးထင်းနေလှဲပေါ်တင်ပြီးလို့ဒါရဲ့ပြန်ရလို့ဆိုပြီးတော့မြို့ပေါက်နဲ့မလှမ်းမကန်ကျွတ်တို့သုတ်တန်တစသင်္ချိုင်းဝရောက်သွားတယ်ရောက်သွားတော့အဲ့ဒီနေရာမှာနွားနာပါလာတဲ့ထမင်းလေးတွေစားလို့နွားကိုတရားနာပြိဿခိတ္တနာပါစီတော့စားခြင်းနာစားပါစီတော့နာခြင်းနာနာပါစီတော့သွားခြင်းတဲ့နေရာသွားပါစေအောင်တော့တောင်းသူလေသမားဆိုတာတချို့နွားသနာကြနွားနာပေးတယ်ခကြီးကိုတချို့တော့မနာပါဘူးမင်းငါနွားလည်းရှင်းရမင်းကွာ9မိုင်ခကြီးတော့တကြိုးနဲ့ချတယ်ဇုံမလုပ်ပါနဲ့9မိုင်ခကြီးကိုယ်တိုင်တကြိုးတည်းပြေးကြည့်သမ်းဟာထိုးတောင်လဲရဲ့မလုပ်ပါနဲ့နွားတွေကိုလည်းတနာပါတောင်သူလည်းသမားတွေဒီထဲပါခြင်းပါမှာပါပြေးတက်ကစုံနေတော်ရောမြို့ပါလမ်းသွားရင်လှဲနဲ့လှဲပေါ်ကလိုက်သွားတဲ့တောင်သူလည်းသမားတွေကျင်ကြီးကျင်ငယ်စွန့်တဲ့နွားတွေကိုလည်းရက်ပြီးတော့တဲစီခြင်းသည်နွားလှုပ်ကျွေးနေတာကိုမှန်ရလားပြိဿကြီးကျုပ်တော့လှဲပေါ်စီသွားတကားတွေများတချို့ဇွေးရိုက်မောဟာတကားရက်ဆန်းအရက်ခိုင်းကျင်ငယ်စွန့်နေတာပြီးအောင်စွန့်ပါစေကျင်ကြီးစွန့်နေတာပြီးအောင်စွန့်ပါစေလေလူလူလည်းမပြောတတ်လို့ခဏလေးခင်ဗျကျွန်တော်ရပ်ပေးပါဦးခင်ဗျဒီလိုလည်းမဆိုတတ်ဘူးကွရပ်ပေးပါခင်ဗျားတို့ကျွတ်တို့လူတွေကြတော့တရားနာပရိသတ်ကြီးကြည့်လေကျင်ကြီးကျင်ငယ်စွန့်တာအိမ်သာလေးနဲ့မှအိမ်သာမရှိတဲ့တောရွာဒေသတွေတောင်မှခြုံကလေးကွယ်ပြီးတော့မှဒီလိုသွားကြလာကြရပါသည်နွားတွေကိုလှဲနဲ့စီးရင်ကျင်ကြီးကျင်ငယ်စွန့်တာကလေးရပ်ပေးဖို့အချိန်ကလေးလောက်တော့နွားတွေအတွက်တနာကြစေခြင်းသည်ကောင်းမှုလားပြိဿကြီးနွားတွေလှုပ်ကြွေးနေတာကိုတချို့ဇွတ်ရိုက်မောင်းတတ်လွန်းလို့ရေခွက်ကလေးတွေ့လို့ရေတောက်လိုက်တော့ငါတိရဇွတ်ရိုက်လောက်ပါနဲ့ကိုရေတောက်ချင်တော့သူများရှိမရှင်းမကြောက်တောင်တောင်းတောက်ရနွားကကျုပ်ရေတောက်ချင်လို့ပါခင်ဗျာပြောတတ်ဘူးလူတိုင်းမှာတောက်ရတယ်ရေကလေးတွေ့တော့မောထားလို့တောက်ချင်ရှားတယ်ရေကလေးတောက်ချင်တာကအစတိုက်ပါကြည်တရားနာပြိတ္တကြီးဟိုမှာတောင်းသူလေသမားသဘာဝသူ့ခမည်းကတော့ထင်းခုတ်ပြီးတော့စားတဲ့အချိန်ဟောကြည်နွားနာတနာလို့လွတ်လိုက်တချို့လေသမားတွေကြတော့တချို့လဲဘော်ကမနာနိုင်တောင်မှတရားနာပြိတ္တကြီးဖြုတ်ပြီးတော့တဘိုးတုံးတွေကနွားကိုဖြုတ်ပြီးတော့မနာတောင်မှလဲဥတော့ကလေးထောက်ပေးလဲထဲမှာတက်ရဲ့လဲဥတော့ကလေးထောက်ပေးလိုက်တော့ဟိုနွားပခုံးပေါ်ကတဘိုးတုံးနဲ့ဟိုပခုံးနဲ့လွတ်သွားတာပေါ့ပူးနေတာလေးအေးသွားတယ်တချို့အဲ့ဒီနေရာလေးများမှုတ်ပေးတယ်နွားတနာလွန်းလို့တချို့ကျင်နာတဲ့တောင်သူလေသမားတွေလည်းကြုတ်တွေ့ရပါတယ်အခုကြည့်တရားနာပြိဿနွားကိုနားလိုက်စားကျင်နာလေးစားပါစေတော့သွားကျင်တဲ့နေရာသွားပါစေတော့နားပါစေတော့လို့အဲ့ဒါလို့လွတ်လိုက်တော့ဘာမှမသိတဲ့တရိษံဆိုတော့အိမ်ခင်းတာပေါ့အိမ်ပြန်သွားအဲ့တော့မြို့ထဲဝင်သွားဟာလူကလေးလက်ချောဗျာနွားလက်ကောင်းမြို့ထဲဝင်သွားပြီသားရဲ့နေကလည်းဝင်လူနီးပြီသားရဲ့အဲ့ဒီလဲပေါ်မှာမင်းနေရခဲ့အောင်ဖေဟိုကျွန်တော်လှဲပေါ်မနေရခဲ့ခြင်းဘူးဗျဟိုငါတော့မနေရလို့မဖြစ်ဘူးလေဒါဖြင့်ငါတော့ဟောဒီလှဲအောင်ဆင်းနေပါလားဟုတ်ကဲ့ဆိုကလေးလေးအပေါ်ကနေချပြီးလှဲအောင်ကလေးလေးထားပစ်ခဲ့နွားရဲ့မြို့ထဲဝင်သွား
နွားကအိမ်ထီအောင်ပြန်တော့အိမ်ထီအောင်လိုက်အဲ့ကြတော့နွားနှကောင်ဆွဲပြီးတော့မြို့ထဲကထွန်မဲ့လူအကြံသူမရောက်ခင်မြို့တကားပေါက်ပိတ်ထားပြန်တဲ့ပိဿာကလေးလေးတွန်းရင်တယောက်ချင်းအဖေဗလာတော့မျော်ရင်းနဲ့ဘေးတရားနာပိဿကလေးလှဲအောင်အိပ်ပျော်သွားအိပ်ပျော်နေတော့လာပြီပိဿဘလူးနှကောင်အစွဲကြီးတွေငါပြောဘူးပမာဏကြောက်စရာကြီးပေါ့မြင်အောင်သာဖမ်းကြည့်ပြုံးလည်းမလှမဲ့လည်းမလှရီလည်းမလှဘယ်လုံးမှကြည့်မလှတဲ့ဘလူးတွေလာပြီပြုတ်မိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးအဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးလာကြတဲ့ချိန်ခါမှာလှဲအောက်ကကလေးကိုမြင်လိုက်မိစ္ဆာဒိဋ္ဌိဘလူးကတရားနာပြီးတော့သေရီကြဟန်ကြအယိုးနုနုလေးဝါလိုက်ရရင်တော့တဖုံးမြုပ်သွားစားမယ်တင်းကိုတမာဒိဋ္ဌိဘလူးကပြောတယ်မင်းဘာပြောလိုက်တာမြင်ရလားဟိုမှာအယိုးနုနုမဝါရတာကြာလှလဲအောက်ကကလေးကငါစားလိုက်တော့ကွာတဖုံးမြုပ်အောင်မလုတ်ပါနဲ့ကွယ်ဖယားသားတော်လေးမလုတ်နဲ့ဟဲ့ဖယားသားတော်လေးမလုတ်ပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်နေစားမယ်ဆိုစားငါသေကြလားမစားဘဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုတ်လေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခနောက်မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးဒီဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်တဲ့မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားမကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကန်နဲ့မင်းကွာကလေးစားမလို့ခြီတော်နှစ်ချောင်းလင်းနဲ့ကင်ပြီးတအားဆွဲလိုက်မလေးနမောဗုဒ္ဓတာလို့ကလေးလေးကရောင်ပြီးអော်လိုက်ဘုရားသာမြတ်စွာဘုရားနမောရှိခိုးပါ၏နမောဗုဒ္ဓတာနမောဗုဒ္ဓတာနမောဗုဒ္ဓတာလို့ဆိုပြီးတော့ရောင်អော်လိုက်တော့လေဘာပြောကောင်းမလဲပြည်သားမိစ္ဆာဒိဋ္ဌိဘလူးရဲ့ရင်ဝမှာလေရှာမီကြီးကဝင်တိုးလာတယ်လို့တခါတည်းပူရင်းလာဟာမလေးဟာမလေးပူလိုက်လေချင်းတမာဒိဋ္ဌိဘလူးရဲ့ငါကဲပါအောင်ငါကဲပါအောင်ဝင်းနေပြီလောင်ကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံရောင်နော်ပြိဿဘသူဂုံရောင်နော်ဘလူးကြီးစားဖြစ်ခဲ့စားဖြစ်ခဲ့စားဖြစ်ခဲ့အခုခင်ဗျားတို့အတန်နဲ့ကြိုက်အောင်လေဟောတချို့ကြတော့ခေါ်လို့တခွန်းနဲ့မကြားရင်ပိုးခေါ်တငယ်ချင်းရာဘူးတို့တို့တငယ်ချင်းမကြားတော့ပိုးអော်ကျုပ်ကြတော့ပိုးអော်လို့မဖြစ်ဘူးခင်ဗျားတို့အတန်နဲ့ကြိုက်သွားစားလို့ဖြစ်ခဲ့လားခင်ဗျားတို့ကပြောပါဦးဒါကြောင့်ကျုပ်ကလည်းရှော့ပြီစားလို့ဖြစ်ခဲ့ဖြစ်ပါဦးကြိုက်ခါတာဗောကျုပ်တန်နဲ့ခင်ဗျားတို့နဲ့ရောင်းလူပဲသူအတန်တူကိုခင်ဗျားတို့ကတခွန်းပြောလည်းတက်မလာဘူးနှစ်ခွန်းပြောလည်းတက်မလာဘူးနှာကြိုး၃ယောက်လို့ထူကိုမထူအင်းကပဲရောက်နဲ့နှာကြိုးကနှာတန်နဲ့ပန်းယုံနဲ့ပန်းယုံလို့ဆိုတယ်ပွဲဝဲမဲ့နှာကြိုးကလှမ်းခေါ်လိုက်တယ်ပန်းယုံနဲ့နာအောင်လို့အင်းင်းတို့ငါမပြောင်းနဲ့ကြောင်တော်မို့ငါကောင်းရင်လို့ခေါ်လာလို့ဆိုတယ်အာပြောကောင်းတယ်နှာကြိုးနှစ်ယောက်ထားတတ်ကြအဲ့ဒီတတ်မှုကတကြီးအိမ်ရောက်အထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံးနာညနာနှုံးဆိုတယ်ကိုကျိုးနဲ့ရောအမှုစစ်ကြည့်လိုက်တော့ဟင်းနင်တို့အမှုစစ်နှာရောမှုရအောင်ညာရဟာလို့ကုန်ပြန်လွှတ်ရထူးမထူးတော့ပဲခင်ဗျားတို့လည်းနှာကြိုး၃ယောက်လို့တခွန်းခေါ်လဲဒီတိုင်းနှခွန်းမေးလဲဒီတိုင်းဖြစ်နေရောပိဋကနှာကြိုး၃ယောက်ထားပါတော့နှထိုင်း၃ယောက်လို့တော့မဖြစ်စီနဲ့နှထိုင်းပဲ၂ယောက်တော့ဟဲ့လက်ချိုးပြီးလိုက်ဆိုတာနောက်ကပိဋကကြီးအားလုံးစ
စိတ်ကြောင်းနဲ့နှထိုင်ထမ်းတက်တဲ့နှထိုင်တကြီးနှထိုင်တို့တို့လေးပြောတဲ့လူနှထိုင်ဟာဒါမှမိတော့မှာပဲဘယ်နဲ့ငိမ်ကောင်းလေးမှမသိဘူးပြောတော့နှထိုင်၃ယောက်စိတ်ကြောင်းနဲ့နှထိုင်ထမ်းတက်တဲ့နှထိုင်တကြီးနှထိုင်ဘာလဲတော့ရိသကြီးတချို့ကလည်းသနှပ်ပြစ်တယ်ရှိကပြောထိုင်ရှိကမဆိုလို့ထိုင်နဲ့ရှာတယ်ကဲထားပါတော့လေနှထိုင်၃ယောက်စိတ်ကြောင်းနဲ့နှထိုင်ကစိတ်ကြောင်းရဲ့စိတ်တွေပြောင်းတော့ထမ်းမမောကနှထိုင်ကိုလမ်းမေးပြောထမ်းမမောကလူခမည်းကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမည်းမြင်ရင်လည်းညွန့်လိုက်ပါပြလိုက်စမ်းပါခမည်းထမ်းမမောကလည်းနှထိုင်ဆိုတော့ကြားချင်းကြားတာပေါ့စိတ်မေးတယ်မထင်ဘူးသူထမ်းမင်းနေမေးတာမှတ်အာမဟောဒီညွန့်မဲထမ်းတာကျုပ်ရောက်ခမထမ်းကျုပ်ထမ်းကြီးပဲတဲ့သူကပြောလိုက်လက်ညှိုးထိုးပြီးထမ်းမင်းနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့နှထိုင်ကလည်းနှထိုင်ဆိုတော့သူကြားချင်းကြားအော်ငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှိုးညွှန်လိုက်တာပဲဆိုပြီးရှောက်ကြည့်တော့ကံအားလျော်စွာစိတ်တွေကတွေးအော်အတော်ကျေးဇူးကြီးတယ်ထမ်းမင်းမောကလူသူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မပြည့်ဘူးစိတ်ကြိုးလေးတကောင်လက်ဆောင်ပေးထမ်းမင်းနာစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်းမောကလူဆင်းနေတော့မှခင်ဗျပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကြိုးလေးတကောင်လက်ဆောင်ပေးပါတယ်ခင်ဗျာလို့ထမ်းမင်းချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းမင်းမောကလူကသူ့ဆွဆွဲတယ်တဲ့ခင်ဗျာကျုပ်မခေါ်နဲ့တဲ့ခင်ဗျာစိတ်ကျုပ်ခွင်းမကဘူးကျုပ်ခွင်းထမ်းမချင်ရင်အဲ့နာနှထိုင်းနေဆိုတော့ကြားချင်းကြားမလို့ခြင်းဘူးမလို့ပါနဲ့ကြဆင်းနေသားမှာအော်ကျုပ်ခွင်းမကဘူးဆိုနေမဆင်းဘူးပြောချင်းပြောကြားချင်းကြားပြီးတော့ဆင်းနေသားမှာခမရဇွတ်ခေါ်တော့ခမရကြောက်ပါပြုလို့ဒီလောက်ထိအောင်ဆွဆွဲရတာတော့ဆိုဆင်းလာတယောက်နဲ့တယောက်စကားများမကြောက်ဘူးကြားဘဲနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီအမှုတကြီးကလည်းနှထိုင်းကိုတကြီးကလည်းနှထိုင်းတရားနာပြီးတော့မိမနဲ့ကြွာထားတာလည်းသိမကြသေးဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမရဲ့ပြောသားမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်ကောင်ကိုလက်ဆောင်ပေးတာအာနာလို့ထင်ပါရဲ့မယူခြင်းမူကြီးနေတဲ့ယူအောင်ပြောပေးသားမှာခင်ဗျဟုတ်ကလည်းဘာဆိုင်တော့ချုပ်ခွေးမကြိုက်ဘူးသူစိတ်ပဲအကျိုးလာမှမသိဘူးပြောကြတာကိုပြောတာတော့အော်ကြီးဟစ်ကျယ်ပြောတာပဲသို့တော်လည်းမိမနဲ့ကြွာထားတာသိမကြသေးတဲ့တကြီးကတိုးပြောတယ်ထင်ပြီးတော့ဟေးမင်းတို့ငါ့အိမ်ရှင်းလာပြီးတိုးနဲ့မင်းတို့ပဲလို့နားချဒီမိမငါတစ်သက်လုံးပြန်ပေါဘူးကွာအကုန်ကိုလိုကာလာကြီးဒါကြောင့်ခမည်းတော်အတန်လည်းပဲကျုပ်ကနှာကျိုး၃ယောက်သတိရနှထိုင်း၃ယောက်သတိရနဲ့ဒီတစ်ခါတော့နည်းနည်းလေးထွက်လာကောင်းပါရဲ့နှာလည်းကျိုးခြင်းမထင်ပါဘူးပြည့်တဲ့နှာကျိုးခြင်းလားမကျိုးခြင်းအတန်ထွက်နားကောထိုင်းရင်လားမထိုင်းရင်အတန်ထွက်နည်းနည်းမြောက်ပွင့်ပေးရတာဟိုဟာတွေမဖြစ်အောင်လို့အကျိုးတွေအထိုင်းတွေမဖြစ်အောင်ကဲကြည်တရားနာပြည်သားရေဘလူးစားလို့ရရလားပြည်သားနလန်တော့ထားလာလိုက်လာနော်နားမထိုင်းရင်မဲ့ကိုနားလည်းမကျိုးခြင်းမဲ့ကိုကြည်တရားနာပြည်သားရေအမလင်ငါဝင်းနဲ့မီးဝင်ပြီးတော့ဆွဲသလိုပူလိုက်လေချင်းတကယ်ကြီးတမဒိဋ္ဌိငါကဲပါအောင်ကွယ်လို့ဆိုတော့မင်းငါစကားမှနားမထောင်မဲနဲ့ဖယားသားကိုမင်းစော်ကားတာကလေးကဗုဒ္ဓနုတ္တိအလုတ်လုပ်ပြီးတော့ဗုဒ္ဓကမြတ်စွာဘုရားအနမောရှိခိုးပါ၏ဖယားအမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိုက်မယ်ပြောရင်သားနဲ့မင်းမရပဲကိုကွာဟေးဒီတိုင်းတော့မင်းဒီအပြစ်ပြောက်မှာမဟုတ်ဘူးမင်းဒဏ်ခတ်ရမင်းထံပေးရပေးပါကွာမင်းပေးတဲ့တန်ငါခံမမင်းဝင်နေကအပူမပြောက်သေးဘူးကွာမင်းခံပေးမှတခြားမဟုတ်ရွှေနန်းတော်ကြီးကိုဝင်ဖေဘီသာရမင်းရဲ့ရွှေနန်းတော်ကြီးကိုဝင်လို့မင်းလေဟိုရွှေနန်းတော်ကြီးရောက်အောင်သွားပြီးတော့အဲ့ဒါဗိမ္ပိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကြွေးရမယ်ပိသဘလူးမှောင်ခိုအလုပ်လုပ်ရတော့ဘလူးဒုက္ခများပြီ
အလေးရောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်နဲ့ဝင်လို့သူမှောင်ခိုးအလုပ်ပြောတာဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြည်မှောင်နဲ့ဝင်နဲ့မှောင်ခိုးလို့သူလုပ်ရတော့သွားပြီတရားနာပြိတ္တရာဇဂိုမျိုးတွင်ဘလူးဆိုင်လေးပါလေးတီးခြင်းအိမ်เจ้าမှတီးသွားပြီတရားနာပြိတ္တတခိုးချီတော့နဲ့ဘလူးတိတ်တိတ်ကလေးသွားပိန်ပိသာရမင်းရဲ့ပွဲတော်စာနဲ့ရွှေကွက်ကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကျွေးရမယ်ဗောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့တကားပိတ်ထားလို့ကလေးညနေစာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောက်မှာလာတို့ကျွေးကြစို့ဟေးဘလူးရောင်နဲ့ကျွေးလို့တော့မဖြစ်ဘူးဘလူးရောင်နဲ့ကျွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့တို့ဘလူးအသွင်ဖြောင်းလာကျွေးကြစို့ကလေးကိုတရားနာပြိတ္တထမင်းကိုရွှေကွက်ထဲကပွဲတော်စာကြီးကျွေးလိုက်တော့ကလေးလေးကလေဖေနဲ့မေကသူ့ထမင်းလာကျွေးတယ်လို့ထင်တယ်ဖေနဲ့မေထင်လို့သာပေါ်ပြိတ္တဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်သေးမှာပြိတ္တအဖေနဲ့မေကထမင်းတိုင်ကျွေးတယ်လို့ထင်တယ်ကလေးထမင်းစားနေတာကိုမိဘနှစ်ပါးကထိုင်ကျွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးကဤရွှေခွက်သည်ကလေးခိုးသည်မဟုတ်ဤရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါပါတယ်တို့ပြိဿဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားနေပါပြီဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုကြည့်တာမှဒါပဲကြီးအဲ့ဒါလေးရေးပြီးတော့သမာဓိရှိဘလူကဤစာသည်ဘိံပိသာရမင်းကြီးတယောက်သားလျင်မြင်ပါစေသာတပါးသောလူတွေဘယ်သူကြည့်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋ္ဌာမိရွှေကွယ်ကြီးလှဲဖို့တင်ထားခဲ့မနေ့ကဘာပြောကောင်းမလဲပရိသတ်ကြီးနန်းတော်တဲ့ပွဲတော်သာဆက်မဲ့ရွှေကွက်ပြောက်ရောပွဲတော်သာဆက်မဲ့ရွှေကွက်ပြုတ်တယ်ဆိုတဲ့သတင်းဖြင့်ရွှေနေတော့ပေါက်ကြတော့ဟဲ့မင်းကြီးများဘုရားငါကိုရောမြတ်ကိုဆက်နေကြဖြစ်တော့ပွဲတော်စာနဲ့ရွှေကွက်ပြောက်တယ်လို့ကြားတယ်မှန်လားပါဗျာအဲဒီကိစ္စပွဲတော်စာနဲ့ရွှေကွက်ထွက်ပြီးတော့ရှာကြသွားယခုရှာကြဆိုတော့တရားနာပြည်တဲ့နန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခိုးလျှောက်ရှာကြပြည်တော့ဘာတစ်ခိုးလျှောက်ရှာဘယ်တွေ့လိမ့်အတွင်းကခိုးတာမှမဟုတ်ပဲနောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြို့ပြင်ထွက်ရှာကြအပြင်ထွက်ရှာတော့ကိုတွေ့သလားပြည်သားဘယ်တွေ့လိမ့်အပြင်လူကခိုးတာမှလည်းမဟုတ်ပဲနဲ့ဘလူးခိုးတာကိုပြိဿရဲ့အဲ့ဒါလို့ဘလူးခိုးတာဖြစ်နေတော့မြို့ပြင်လျှောက်ပြီးတော့လဲရှာတော့မတွေ့နောက်တုတ်တန်တစသင်းချိုင်းဝရောက်သွားတော့ဘရင်ရွှေခွက်ကလည်းကြံကြံဖန်ဖန်သင်းချိုင်းကိုရောက်သွားတာဘသူပို့တာတော့ပြိဿဘလူးပို့တာလဲပေါ်ရွှေခွက်ကြီးတင်ထားဟောမင်းကြီးမြင်ရလားရောမြင်ရတော့ရွှေခွက်ဟုတ်ကဲ့လားဗျဘယ်လဲမဟုတ်မှာလို့မြင်မဟုတ်မှာဘရင်ပွဲတော့တင်နေကြဖြစ်တဲ့ရွှေခွက်လာတွေ့ပြီတခိုးတွေ့ပြီဆိုပြီးလှဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့မြင်ရလားဒီအောက်မှာကလေးဟဲ့ကောင်ထားကွာခြေထောက်နဲ့ကန်နှိုးကလေးကနှုတ်မျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏တခိုးခုမှဖယားတလူဘာဝလို့ဘရင်ရွှေခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓသာလေးပါလေးနဲ့ဟဲ့ကောင်ထားဒီဆိုကမင်းမရရဗျာအဲ့ဒါကျုပ်ဖေနဲ့မရထမင်းကျွေးတာဘလူးလို့မှထင်မဲနဲ့သူ့ဖေနဲ့မရကျွေးတယ်ထင်တာဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးကျုပ်ဖေနဲ့မရထမင်းကျွေးတာဗျဟေးအဖေနဲ့မရထမင်းကျွေးတာတွေဘာတွေမလို့ချင်းမင်းလက်ထဲကရွှေခွက်တွေ့တာလာဘယ်ထောင်လိုက်ခဲ့ကလေးဖမ်းသွားရောဗျာ
နေကြပါအောင်ကျုပ်အဖေနဲ့အမေကိုပြောမရစေအောင်ဟေးအဖေနဲ့အမေတွေဘာတွေညာတွေမလို့ခြင်းဘူးလာမေးဘင်းထန်ကြောင့်မမေ့ပါမရှင်းဒီပါအမမင်းရဲ့စဉ်းစားပေါင်းဖန်ဆိုတဲ့နေရာရမ်းဖန်လို့မဖြစ်ဘူးနော်ရမ်းဖန်လို့မဖြစ်ဘူးဗျဒီကလေးအဆောင်ကြက်များတဲ့ရွှေနန်းတော်ကြီးတွေမှာဝင်နိုင်မလားဗျမဝင်နိုင်သူ့ရွှေခွက်တွေ့နေပြီပဲဗျဆင်ကောင်ကြီးတွေ့မှာခမရဆင်ရှိရရှာကျင်သေးလားကလေးမှုပြောနေကလေးလေးမလေးဗျသူ့ရှိရတွေ့တာသူ့ဖန်သွားရုံပေါ့ကလုံးပါလေခမရကြိုက်တဲ့သဘောအတိုင်းအမတ်တွေလည်းခက်တယ်တယောက်နဲ့တယောက်စောင်းကန်ပဲစောင်းကန်နဲ့ဟိုတယောက်ကခိုးတာကိုဖမ်းရင်းနဲ့ဒီတယောက်ကမဖမ်းနဲ့အိုးမဖမ်းလို့မဖြစ်ဘူးဗျကျွတ်တို့တာဝန်ရှိကျွတ်တို့ကဒီနေ့တရခံတွေ့မှာကျွတ်တို့အလုတ်ကပြီးမှာလာဟဲ့ကလေးလားတော်တယ်လို့စုခွန်တော့ဘင်းထန်ရောက်ပါလာပါဗျာရွှေခွက်တစ်ခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခါစားမှန်လားပါဝဲဘက်ကခါစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးဗျာဗျာဒါသခိုးလားမှန်လားပါဗျာသခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မှန်လားပါကလေးသခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတော်ကရွှေခွက်မှာခိုးရဲ့လားကွယ်မှန်လားပါဘရင်ပွဲတော်တဲနေကြရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးများဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဘရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွလူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွဘယင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဗျာဘယင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှာနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ကြောင့်ဒီကလေးခိုးတာအတိအကျသိလို့တော်ဥတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘုရင်မင်းမြတ်ကြီးဘာကိုသက်သေရှိတယ်လဲဗျာအေးသက်သေရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မင်းမြင်မှုဗျာဩဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတတ်တော့ရှိကြီးလာကမြင်ရလားဒီမှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရွှေခွက်ကြီးဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲထောမတွေပါတွေဖြစ်လာရွှေခွက်တော့မြင်လာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဗျာဒီရွှေခွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခင်ဗျာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါလေကလေးမတင်တတ်ဘူးကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကသတ်ချင်လဲသတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘယင်ကွာဘေးကအမတ်တွေကဖယားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဖယားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေကြီးကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာဒီကလေးတဲခက်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးတော့ရန်လုံနေလို့ကွယ်ကလေးတော်ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရား
မင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့ဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျအိမ်မဲ့ခင်ဗျတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တကယ်မင်းမိဘနှစ်ပါးဘာလောက်ကန်လောက်စားထင်းခုတ်တယ်ခင်ဗျာဩထင်းခုတ်စားတဲ့ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြည့်ခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရင်တစ်သူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စတမ္မတန်ဗုဒ္ဓသုံးလောက်ကထောထားတပ်ပြည့်လို့မြတ်စွာဘုရားမှာဖြေရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတုံပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးပေးတခိုးကြီးတွေရောက်လာတော့မှာဗျာမျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှေ့တော်ရောက်ပလားမှန်လားပါရှေ့တော်ရောက်တော့ပါဗျာဟဲ့ထင်းရောင်သမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းကျိုင်းဝရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲသို့ဝင်သွားကလေးကိုလှဲအောင်ပိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပရားလက်ရောက်သလုံးတို့သားလေးသေးသလားရှင်သားလေးမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖုံးသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တဲ့အဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရဲကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့တော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကတော်ဥတင်နေမှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ညောင်းပါဗျာဒီပုံသားတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မြတ်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားကျောင်းတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားကျောင်းတော်သွားမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားသောအခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောသဲဘော်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်တင်းရောဘောသူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်လိုက်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည့်သေးပဲနဲ့ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတာဘောပြိဿဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာဟာဘုရားသိပြီးတော့လားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီရွှေခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပြိဿမလေးမစားနဲ့
ဖယားဆိုတာဇီးပင်လျင်မယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျွတ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးညောင်ဘုရားကိုတော်မြတ်ကတကားတော့တိရွှေကွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုတော်မြတ်ကတကားတော့ဗိမိသားကဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇတ်ကြောင်းဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော့ဗိမိသားကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်စာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးစီဘုရားဆိုတာတမာဒိဋ္ဌိဘလူကတစိမ့်ခတ်တာဗိမိသားကမင်းသာမြင်ပါစေဘယ်သူမှမမြင်ပါစေသတည်းလို့တစိမ့်ခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရားပြုံးလာတယ်။ကိုင်းကွာအဋိဋ္ဌံတို့ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်။မြင်ပါလေကွာ။ဘုရားမိတ်ရှိတော့မှအဋိဋ္ဌံလို့တယ်ကွာ။ဘယင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့။အဲ့ဒီလိုမြတ်စွာဘုရားကမိတ်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုသတိရခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောကဗုဒ္ဓံပဗုဇ္ဇံတိသရခောရမသာဝကယေတံဒီဝသရတောသနေသံဗုဒ္ဓဂတတတိယေတချင်းသူတို့အဒီဝသနေ၌၎င်းရတောသညင်အခါ၌၎င်းနေသံအမြင်မပြဗုဒ္ဓဂတဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောင်မေခြင်းတတိသည်အထိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝါမြတ်စွာဘုရား၏တရားနာယယပိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခါသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇ္ဇံတိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပြိဿရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါတယ်ဗျာဒေသကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထင်ခုတ်စားရတဲ့ဒုက္ခတွေနွားလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေသားနဲ့ခွဲရတဲ့ဒုက္ခတွေသားလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘသူကြောင့်လဲလို့ပရိယေသနာဝမ်းစာစားရည်ဝူရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမာဓိဋ္ဌိအစမက္ကသစ္စာလို့မက်နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါင်းယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုသတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဖသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သာရီအဲပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်စာဆက်ရမှန်ရလားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာဖရာသတင်းသုံးနေတုံရာစကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူးရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာရီပြန်တစ်ချက်ထိုးကနေချိန်မှာနေချူကြမှာတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စားပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာ
ချမ်းသာကိုစိတ်မြဲပါစေအလိုယနေ့ကကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းခြေရင်နဲ့ဖုံမုန်းစိတ်တွေပြစ်ပြသီးသီးတော်မိမိတို့အိမ်ငါဌာနသို့နိဝတ္တသူသီးခံရတာပြန်ကြပြီတော့ပိဋကကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနှဲသွားပါပြီ12နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးထိုင်းနေကြသဖြင့်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမဟုတ်လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပလင်တက်တော့မှာပါဩစောပါသေးတယ်ဂျာလီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နိဝတ္တသူသီးခံရတာပြန်ကြပြီတော့နိဝတ္တသူမေတ္တာရေးပဲခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း